ဒါကတော့ဖတ်ထရာမျိုးရဲ့အဓိက night life ဖြစ်တဲ့ walking street ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကို David ထွန်းဖြစ်ပါတယ်ထိုင်းနိုင်ငံနေရာနဲ့ခီးသွားဝင်ဆောင်မှုဖြစ်ပါတယ်ခင်ဗျာလမ်းထဲကိုစတင်ဝင်ရောက်လိုက်ပြီဆိုတာနဲ့ဆိုင်အတီးတီးနဲ့လူတွေအများကြီးမြင်ရမှာဖြစ်ပါတယ်အဲ့ဒီမှာကတော့တူထက်ငါအပြိုင်ဆိုင်အားလုံးကကြေညာနေကြတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာလုံးဝshare တွေပဲရှိပါတယ် sex show တွေလည်းရှိတယ် sexy dance တွေလည်းရှိတယ် club တွေလည်းရှိတယ် bar တွေလည်းအများကြီးရှိပါတယ်ခင်ဗျာအဲ့ဒီမှာထိုင်းရုပ်ရှင်ဇာတ်လမ်းလေးတွေထဲမှာမြင်ရတဲ့စကီလေးတွေထိုင်နေတာကိုရေထဲပြုတ်ကြအောင်လို့ဘောလုံးနဲ့ပြရတာကိုကျွန်တော်ကို David ထွန်းကနေပြီးတော့လက်ဝင်ရပါသေးတယ်ခင်ဗျာဒန်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 ဟဲ့နှခါတော့ရှိမသားလေးကိုဆိုရင်တော့အနေတို့ရက်ကွာမှာတောင်းညာနေပါပြီချစ်ဆိုင်တီးတီးတွေပဲညာပဲညာဆိုပြီးစင်မှုခံမှုလေးချင်းနေတာပဲဖြစ်ပါတယ်ကျွန်တော်လည်းအဲ့ဒီရှိမှတည်ပြီးကြပြီးတော့ဗီဒီယိုတွေကောင်းကောင်းလေးရိုက်လိုက်ပါသေးတယ်ဟောမသားမလည်းကောင်းอ่ะဘဲဆိုပဲညာဆိုညာတစ်ဖက်တည်းရင်းနေတယ်နေရာလည်းတော်ပြီးတော့မယ်ကိုရစတေးရမယ်ကိုရစတေးဘုံကျိုးကျဲဘုံကျိုးဘုံကျိုးရမယ်နော်ကျိုးသေးဘူးလေးရမယ်နော်အဲ့ဒီမှာကျွန်တော်လည်းမအောင်နိုင်တော့လို့ဒီဘက်ကိုလှည့်ထွက်ခဲ့ပါတယ်ဘိုက်စာတာကိုမအောင်နိုင်တာကိုပြောတာပါခင်ဗျာအခုကျွန်တော်ဆက်လျှောက်လာတယ်ကိုကြီးလာလေဒီဘက်လာလေအဲ့ဒီမှာတွေ့မရှောင်ပဲတွေကလည်းနော်ယောက်ျားလေးတွေ main ကလေးနားမလဲဘူးလက်ထဲမှာဖင်ပြောင်ပုံနဲ့ကတ်လောက်တွေကင်ပြီးတော့ sex show ဆိုပြီးတော့ live ကြေညာနေတာဖြစ်ပါတယ်ကျွန်တော်လည်းဖတ်တရားရောက်တော့ရောက်ခိုက်လူဖြစ်ရကြိုးနတ်အောင်ဆိုပြီးတော့ India club တစ်ခုဝင်ခဲ့ပါတယ်အဲ့ဒီမှာကတော့လုံးဝကတာတွေကတော့လမ်းပြန်ထွက်ပြီးတော့အမိုက်စားတွေပါပဲရိုက်တဲ့ဈေးနှုန်းကလည်းလမ်းထွက်နေတာပဲဈေးကတော့အရန်ကြီးပါတယ်အထဲမှာထိုင်းစကားမတက်လို့အင်္ဂလိပ်စကားမတက်လို့ပူစရာမလိုပါဘူးတဆိုင်လုံးမှာရှိတဲ့စပွဲတို့တွေကကော်ရခါလူမျိုးတွေနဲ့မြန်မာလူမျိုးတွေပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ club ကတော့တကယ်ကိုမိုက်ပါတယ်အပြင်အစင်လေး performance တွေရတယ်လုံးဝမိုက်တယ်ဒါပေမဲ့ကျွန်တော်ကတခြားနေရာတွေလည်းသွားကျင်သေးတာမဟုတ်လို့အဲ့ဒီမှာခဏပဲနေခဲ့ပါတယ်ဈေးကတော့တော်တော်လေးကိုကြီးပါတယ်ခင်ဗျာခြားနေရာတွေမှာဆိုရင် sex show တွေပါတယ်ရှိတယ်ပြီးတော့ Russia club လည်းရှိပါတယ် Russia club ကတကယ်မိုက်ပါတယ်တိုင်ကိုပတ်ပြီးတော့ကတဲ့အကားတွေကျွန်တော်တော့မခေါ်တတ်ဘူးเนาะအရန်လှတယ်ဒါပေမဲ့သူကယောက်ျားလေးအတွက်အဓိကပါအထဲမှာပါညာအကုန်ရတယ်အမျိုးသမီးတယောက်ကိုတရှင်းနှစ်ပုံနဲ့ဖြောပြတယ်ပထမတစ်ပုံမှာရိုးရိုး2 piece နဲ့ကပြီးတော့ဒုတိယတစ်ပုံမှာတော့ပါညာနည်းနည်းချွတ်ပြီးကပါတယ်အဲ့ဒီမှာကတော့ဈေးလဲအိန္ဒိယကလပ်လောက်မကြီးသလိုမိုက်လဲမိုက်ပါတယ် sex show ကတော့ယောက်ျားလေးရော main ကလေးရောတခါမှမသွားကြည့်ဘူးဆိုရင်တော့သွားကြည့်တင်ပါတယ်အထဲမှာကတော့မြင်ရတာတွေကတော့လုံးဝနှိတွေပဲမြင်ရတာဖြစ်တဲ့အတွက်ရှက်တဲ့သူတွေဆိုရင်တော့မသွားဘူးပြောချင်ပါတယ်အထဲမှာတော့ဆန်းပြပြတွေကိုလုတ်ပြတာဖြစ်ပါတယ်เนาะအဲ့တော့ဒါတွေကတော့ပြောလို့မကောင်းလို့ကျွန်တော်မပြောတော့ပါဘူးဖတ်ထရာကိုရောက်တယ်ဆိုရင်တော့ဖတ်ထရာရဲ့ night life ကိုအပြေအဝခံစားဖို့အတွက်ကိုတော့ကျွန်တော်ကညွှန်ညင်ပါတယ်ဘာပဲဖြစ်ဖြစ်အထူးဆန်းအနေနဲ့တခါမှမရောက်ဘူးဆိုရင်တော့တစ်ခေါက်လောက်တော့အကုန်ခံပြီးတော့သွားတင်ပါတယ်ဝင်တင်ပါတယ်ဟုတ်ကဲ့ကျွန်တော်နာမည်ကို David ထွန်းဖြစ်ပါတယ်ထိုင်းနိုင်ငံတွေကအနှံ့ကားငါးဝန်ဆောင်မှုလိုအပ်တယ်ဆိုရင်တော့3649632569ကျွန်တော်ကို David ထွန်းတက်စောကိုဆက်သွယ်နိုင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာဒါကတော့ဘာရှိုးတွေညာရှိုးတွေလည်းစိတ်မဝင်စားဘူးလုံးဝပျော်ဖို့တီးတန့်မယ်ဘတ်ဂျက်လည်းဖြစ်ချင်တယ်ဆိုရင်တော့ဒါကကျွန်တော်နောက်ဆုံးသွားခဲ့တဲ့ club ပဲဖြစ်ပါတယ်ဒီ club ရဲ့နာမည်ကတော့ Republic လို့ခေါ်ပါတယ်ဒီ club ကတော့ဈေးလည်းတက်တာသလို DJ တွေပါတယ်လည်းမိုက်ပါတယ်မြူလည်းမြူပါတယ်လူလည်းစုံပါတယ်ဒီ club ကတော့မြန်မာတွေလည်းရှိပါတယ်ခင်ဗျာခုနနေရာတွေကတော့မြန်မာတွေတိတ်မရှိပါဘူးဟုတ်ကဲ့အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ